أما بعد فأعوذ بالله من الشيطان الرجيم اقرأ باسم ربك الذي خلق الإنسان من علق اقرأ وربك الأكرم الذي علم بالقلم علم الإنسان ما لم يعلم صدق الله العظيم ကျွန်တော်တို့အစ္စလာမ်သာသနာတော်မှာသာသနာပညာဟာအလွန်အမတန်အရေးကြီးတဲ့အခန်းကဏ္ဍပိုင်ဆိုင်ထားတဲ့အရာတစ်ခုဖြစ်တယ်။သာသနာပညာဟာအစ္စလာမ်သာသနာတော်မှာဘလောက်အရေးပါတဲ့အခန်းကဏ္ဍကိုသူကပိုင်ဆိုင်ထားတယ်လဲဆိုအခုကျွန်တော်ရုပ်ဖတ်တဲ့ခဲ့တဲ့အာယတ်ကိုအစ်ကရာရဲ့စပိုင်းအာယတ်ကိုဒီအာယတ်တော်နဲ့ပတ်သက်ပြီးတော့ဆဟီဘူခါရီမှာအွမ်မူလ်မူမီနင်ဟဇရတ်အာအိရှာဆစ်ဒီကာရဒီအလ္လာဟူတအာလာအန်ဟာတခင်မှာအမေရှိတော်မူတဲ့အဝလ်မာနုဇီလမင်အလ်ကုရ်အာန်ဆူရတ်အစ်ကရာကျွန်တော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်တွေထဲကပထမဦးဆုံးကြားတဲ့အာယတ်တော်တွေဟာဆူရာအစ်ကရာရဲ့ဒီအစပိုင်းအာယတ်တော်9အာယတ်ဖြစ်ဒါကျွန်တော်မြတ်ကုရ်အာန်နဲ့အာယတ်တော်တွေထဲကပထမဦးဆုံးကြားတဲ့အာယတ်တော်အဲ့ဒီအရင်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာနဗီမဖြစ်သေးဘူးတမန်တော်ကြီးကိုဝဟီမလာသေးဘူးကုရ်အာန်အာယတ်အာယတ်မှမကြားသေးဘူးဒီ9အာယတ်မတိုင်ဘူးတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်နဗီဖြစ်သွားတာဒီ9အာယတ်ကြားလာခြင်းကိုအကြောင်းခံပြီးနဗီဖြစ်သွားတာအဲ့ဒါတမန်တော်ကပထမဦးဆုံးကြားတဲ့ဝဟီအလ္လာဟ်တာလာရဲ့ဘတ်တော်ကဘယ်အချိန်မှာကြားခဲ့တာလဲကျွန်တော်တို့တော်တော်များများကြားဘူးကြတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်တတ်တော်40ပြည့်ကနေမှဟူဘီဘအီလိုင်ဟီလ်ခလာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကတကူရဲနေရတာကိုတမန်တော်နှစ်သက်လာလူတွေနဲ့ဝေးတဲ့နေရာတယောက်တဲ့နေရာတော့တမန်တော်ကနှစ်သက်လာဟူဘီဘအီလိုင်ဟီလ်ခလာအဲ့ဒီချိန်တမန်တော်ရဲ့ဇနီးတွေကဘယ်လိုလဲဟဇရတ်ခဒီဂျတ်အလ်ကုဘရာရဒီအလ္လာဟူတအာလာအန်ဟာတခင်မှာမက္ကာတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဘာလို့လဲဆိုတော့ဟီရာလိုင်းကိုဆိုတာရှိတယ်မက္ကာအဲ့ဒီဟီရာလိုင်းကိုဂျဘလ်နူရ်မရှိတဲ့ဟီရာလိုင်းကိုစီကိုနူရ်တောင်လို့ခေါ်တယ်အဲ့ဒီတောင်မှာလိုင်းကိုလေးတစ်ခုရှိတယ်ဟဂျ်လုပ်ဖို့သွားကြတဲ့လူတွေအူမရာလုပ်ဖို့သွားကြတဲ့လူတွေအဲ့ဒီတောင်ပေါ်ကိုတတ်နိုင်တယ်ဆိုရင်လည်းတတ်တယ်မတတ်နိုင်ဘူးဆိုရင်လည်းအောက်ကနေပဲကြည့်တောင်ပေါ်ကိုတတ်နိုင်တဲ့လူတွေအဲ့ဒီနားမှာတောပြီးတော့အလုံးကြအဲ့ဒီဟီရာလိုင်းကိုမှကျွန်တော်တို့ Google မှာရှာကြည့်ဟီရာလိုင်းကိုဆိုရင်အပုံတွေတက်လာဟီရာလိုင်းကိုမှအပုံတွေတက်ဟီရာလိုင်းကိုရဲ့အပုံတွေတက်လာမယ်အဲ့ဒီမှာဗာတွေ့ရမယ်အဲ့ဒီမှာကားကြိတ်လေးပေါ့အစ်ကရာဘစ်မီရဘ်ဘီကလ်လဇီခလကအလီအာယတ်တော်တွေဒီအာယတ်တော်တွေကိုရေးထားတဲ့ချိတ်တဲ့ခါလေးတခုအဲ့ဒီမှာချိတ်ထားတော့တွေ့ရမယ်ကတ်ထားဒီအာယတ်တော်တွေရေးပြီးတော့ဆိုတော့အဲ့မှာအားတော့ဘာကြောင့်ရေးထားတာလဲဆိုတော့ခုနကပြောသလိုတတ်တော်40ပြည့်ကန်ဒီမှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကတကူရဲနေရတာကိုနှစ်သက်လာပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဟီရာလိုင်းကိုသွားပြီးတမန်တော်တယောက်တည်းနေတပတ်နေတယ်တပတ်စားကြရတောက်ကြရတယ်မဟုတ်6တွေပါတယ်ညာတွေယူသွားတယ်ယူသွားပြီးတပတ်ပြည့်ပြီးတော့ကုံသွားတဲ့ခါကျရင်တမန်တော်ပြန်လာတယ်နောက်တစ်ခါတည်းကျရင်2ပတ်နေတယ်တစ်ခါတည်း3ပတ်နေတယ်တစ်ခါတည်းတလနေတမန်တော်တစ်ခါတည်းကြာလို့ရှိရင်တမန်တော်မလာဘူးဟဇရတ်ခဒီဂျာကတမန်တော်စီမှာဒီချိန်ကုံလောက်ပြီးလို့ထင်တဲ့ခါကြာလို့ရှိရင်တပ်ဖို့ပဲအဲ့ဒီဟီရာလိုင်းကိုစီမှာသွားပြီးစားကြရတယ်တောက်ကြရတယ်တပ်ဖို့ပဲဟဇရတ်ခဒီဂျာတခင်မှာဆိုတော့အဲ့လိုမျိုးလှုပ်လာရင်နဲ့တရက်ကြတော့ဘာဖြစ်တယ်ဆိုတော့ပထမဦးဆုံးတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကြီးကိုဝဟီလာပဲတမန်တော်ကအလ္လာဟ်တာလာနူဘူဝတ်ပွဲတဲ့ချင်းမြင်တော်မူပြီးမိမိရဲ့နဗီမိမိရဲ့ရဆူလ်မိမိရဲ့တမန်တော်ဖြစ်တဲ့အလ္လာဟ်တာလာရွေးချယ်တင်မြောက်တော်မူဖို့တော့ဟဇရတ်ဂျိဘရာအီလ်အလိုင်ဟိဆလမ်ကိုအလ္လာဟ်တာလာတို့လေဂျိဘရာအီလ်အလိုင်ဆလမ်ဟီရာလိုင်းကိုရောက်လာတဲ့ရုပ်ချက်တမန်တော်တွေ့လိုက်ရတဲ့ခါတမန်တော်ကြောက်လူတယောက်မဟုတ်ဘူးလေမိမိရဲ့အရင်မူလပုံစံတိုင်းလာဂျိဘရာအီလ်အလိုင်ဆလမ်ဒီလိုအခါတွေလည်းရှိတဲ့နောက်ပိုင်းမှာဟဇရတ်ဂျိဘရာအီလ်အလိုင်ဆလမ်ကလူတယောက်ရဲ့အတွင်တဏ္ဍာနဲ့တမန်တော်စီကိုလာဒါပေမဲ့အဲ့ဒီပထမအဆုံးတစ်ခေါက်မှာလုံးဝဖီရစ်တာကောင်းကင်တမန်ရဲ့ပုံစံနဲ့တမန်တော်စီကိုလာပြီးတော့တမန်တော်တွေ့လိုက်တမန်တော်ကြောင်းဂျိဘရာအီလ်အလိုင်ဆလမ်ကတမန်တော်ကိုဘာပြောတော်မူတယ်လဲဆိုတော့ဘာလျှောက်တင်တယ်လဲဆိုတော့အစ်ကရာတင်ဖတ်ပါတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကကြောင်းတယ်ကြောင်းတော့တမန်တော်ဘာဖြစ်ပြီးလဲမာအနာဘီကာရီကျွန်တော်ဟာစာပေတင်ကြားတတ်မြောက်ထားလို့မဟုတ်မာအနာဘီကာရီရဲ့တကယ်လည်းတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကကျွန်တော်တို့သိတယ်အွမ်မီဖြစ်တယ်ဆိုတာဘာကိုခေါ်တာ
တချို့လူတွေကအုံမီကိုလက်လွတ်စပယ်ပါတာပြန်ကြတယ်စာမတတ်ပေမတတ်ဆိုအမှဒီလိုမျိုးစကားလုံးတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်တို့သုံးပန်ကမရှိအုံမီဆိုတာဘာကိုခေါ်လဲဆိုတော့အုံမီယွန်းအုံမီဘကိုမန်ဆူဘလို့ထားတာယာယီနစ်ဘတ်အုံမီယွန်းအုံမယာယီနစ်ဘတ်ကိုထဲတာတဘောဘာကအုံမွန်ဆိုတာအာဒီဘာတကမှာအာလမ်ဒါလာပညာရှင်တွေတီးကြတယ်မိခင်ကိုခေါ်မိခင်အုံမီအုံလို့ခေါ်အဲ့မှာယာယီနစ်ဘတ်ကိုထဲတာတဘောကဘာလဲမိခင်ရဲ့ဝမ်းကြတိုက်ထဲကနေထွက်လာတဲ့အချိန်လုံးကဘယ်အချိန်တွေမှာရှိတယ်လဲအခုတည်းအဲ့ဒီအချိန်တွေမှာပဲရှိအခုထိတဘောကလူသားတွေထဲကဘယ်လူသားဆရာတဦးတယောက်ရဲ့အရှိမမှာစာပေတင်ယူဖို့တော့မထိုင်ခဲ့အဲ့လိုလူကိုပါခေါ်လဲအုံမီလို့ခေါ်ဘယ်လိုအရှိမမှာတပည့်မခံရသေးတယ်အမေပိုက်ဆက်ကထွက်လာတော့ကဘယ်လိုရှိတယ်လဲအဲ့ဒီတိုင်းမှာသူရှိနေတယ်ဘယ်လိုဒီမှာတပည့်မခံတမန်တော်ရဲ့ဆရာကတပါးပဲရှိတယ်ဘယ်လိုလဲအလ္လာဟ်နောက်တစ်ယောက်မရှိတမန်တော်ရဲ့ဆရာဘယ်လိုလဲအလ္လာဟ်နောက်ဘယ်လိုမှမရှိဘူးတမန်တော်ရဲ့ဒါပဲအဲ့ဒါကြောင့်တမန်တော်ဘာခေါ်လဲအုံမီလို့ခေါ်အုံမီရဲ့လူတို့ကစာမတတ်ပြီမတတ်မတော်နမကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်စာဖတ်တယ်ဝဟီကြလာတဲ့ခါကျလို့ရှိရင်ကာတီဘီဝဟီတရားရောခေါ်ပြီးတော့ရေးခိုင်းတယ်ဆိုတာကဒီလိုလဲကျွန်တော်တို့စာရေးတတ်တဲ့လူတွေအများကြီးရှိတယ်ကိုယ်တိုင်မရေးဘူးတရားရောခေါ်ပြီးတော့ဘာလို့ခိုင်းရေးခိုင်းတယ်အဲ့တော့ကြည့်ပြီးတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်စာမတတ်ဘူးဆိုပြီးတော့ပြောလို့မရကျွန်တော်တို့ဆရာမော်လနာမူဖတီဆိဒ်အာမတ်ဘာလန်ပူရီနဝရအလ္လာဟူမရကတ်ဟူအမေရှိတယ်တမန်တော်ဟာဘယ်သူစီမှာတပည့်ခံယူထားခြင်းတော့မရှိဘူးဒါပေမဲ့ဟာရ်ဖ်ရှာနာဆိုတဲ့ဘာရေးထားတယ်လဲတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်တီးတို့လုံးဝအစ္စလာမ်ကိုပတ်တတ်တာမျိုးမဟုတ်ဘူးတမန်တော်ကြီးဆလ္လာလဟ်ဟိုမှာကာတီဘဝဟီကဝဟီရေးပြီးသွားတဲ့ခါကျရင်တမန်တော်အရောယူပြီးတော့တမန်တော်စစ်တော့အမှားတွေပိုင်းတမန်တော်ပြင်ခိုင်းဆိုတော့တမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ကအုံမီဖြစ်တယ်အဲ့တော့တမန်တော်ပြောမာအနာဘီကာရီကျွန်တော်ဟာစာပေတင်ကြတမြောက်ထားသူမဟုတ်တဘောမဟုတ်တင်ပါလာဖတ်ခိုင်းကြောက်နေတယ်ရုပ်တရက်ကြီးကိုမသိတဲ့ဒဇိန်တယောက်တော်မှာကိုယ်တခုခုလာဖတ်ခိုင်းဘန်လည်းဖတ်ရင်မှမဟုတ်ကျွန်တော်လည်းဖတ်ရင်မှမဟုတ်အခုကလူမဟုတ်ဖီရစ်တာကောင်းနေတယ်တခါမှမသိဘူးတဲ့ပုံတန်နဲ့လာပြီးတော့ဖတ်ခိုင်းတော့တမန်တော်မဖတ်ဂျိဘရာအီလ်အလัยဟိစလမ်ကအရင်ချိန်မှာဘာလို့လဲဆိုတော့တမန်တော်ကိုမိမိရဲ့ဘက်ကိုဆွဲယူပြီးတော့ဖာအခဇာနီဝဂတ်တနီဟတ်တာဘလာဂမင်လ်ဂျူဒန်တမန်တော်မရှိကျွန်တော်ကိုဆွဲယူပြီးတော့လေသူတို့ဖြစ်ညက်လိုက်တယ်မိမိဘက်ကိုဆွဲယူဖြစ်ညက်လိုက်သူအားနဲ့တမန်တော်မရှိတယ်ဘလောက်ထိအားနဲ့ဂျိဘရာအီလ်ကကျွန်တော်ကိုအဲ့ဒီချိန်မှာဖြစ်ညက်လိုက်တယ်ဆိုတော့ခံနိုင်စွမ်းရည်ရဲ့အဆုံးစုံကိုရောက်သွားတယ်ကျွန်တော်ဒီမှာအဲ့ဒီထပ်ပို့ပြီးတော့သူအားသုံးလိုက်ရင်အသက်ပါထွက်သွားတယ်အတလောက်အားသုံးပြီးတော့ကျွန်တော်ကိုဂျိဘရာအီလ်အစ္စလာမ်ကဖြစ်ညက်လိုက်ပြီးတော့ဂျိဘရာအီလ်အစ္စလာမ်ကတမန်တော်ကိုပြန်လှုပ်ပေးလိုက်တယ်ခေါင်းကင်တမန်ကြီးဂျိဘရာအီလ်ကပြန်လှုပ်ပေးပြီးတော့နောက်တစ်ခေါက်ပြောတယ်အစ်ကရာတင်ဖတ်တမန်တော်ဒီခေါက်လည်းဘာဖြစ်ပြီလဲမာအနာဘီကာရီအဖေဂျိဘရာအီလ်အစ္စလာမ်နောက်တစ်ခေါက်ပြန်ဆွဲယူပြီးတော့ဖြစ်ညက်တယ်အားကုန်ဖြစ်ညက်တမန်တော်ပြောတယ်ကျွန်တော်ရဲ့ခံနိုင်ရင်စွမ်းအားရဲ့အဆုံးစုံကိုရောက်သွားအတူအားနဲ့ဖြစ်ညက်ပြီးတော့ပြန်လှုပ်ပေးတယ်ပြန်လှုပ်ပြီးတော့နောက်တစ်ခေါက်ထပ်ပြောတယ်အစ်ကရာတမန်တော်ဒီခေါက်လည်းဘာဖြစ်ပြီလဲမာအနာဘီကာရီကျွန်တော်ဟာမဖတ်တော့စာပေသင်ကြားတတ်မြောက်ထားလို့မဟုတ်ဂျိဘရာအီလ်အစ္စလာမ်ဒီတစ်ခေါက်ထပ်ပြီးတော့ဆွဲယူပြီးတော့တတိယအချိန်ဖြစ်ညစ်တော်မူတယ်ပြီးတော့ပြန်လှုပ်ပေးပြီးတာနဲ့အခုနကဆူရာအလတ်ကအစပိုင်းအာယတ်တော်တွေကိုတီလာမတ်လုပ်ပြီးတော့ဂျိဘရာအီလ်အစ္စလာမ်ပြန်သွားလိုက်တယ်ဘယ်အာယတ်တော်တွေလဲအစ်ကရာတင်ဖတ်ပါဘစ်မီရဘ်ဘီကတ်လဇီခလတ်တင်ရဲ့ထိုရဘ်ရဲ့အမီနာမရောကိုအကြောင်းခံပြီးတော့တင်ဖတ်ပါဘယ်အရှင်သခင်ကတင်ကိုဖန်ဆင်းတော်မူဘစ်မီရဘ်ဘီကတ်လဇီခလကလ်အင်ဆာနမင်အလတ်အဲ့ဒီအရှင်သခင်ကဒူသားကိုတွေးခဲ့နဲ့ဖန်ဆင်းတော်မူခလကလ်အင်ဆာနမင်အလတ်အစ်ကရာတင်ဖတ်ပါနောက်တစ်ခေါက်ထပ်ပြောဝရဘ်ဘုကလ်အကရမ်တင်ကိုဖန်ဆင်းမှုမျိုးတဲ့အရှင်သခင်ကအလွန်တရာရိုက်ကြောတော်မူတော့အရှင်သခင်ပဲအလ္လာဒီအလ္လမဘီလ်ကလမ်အဲ့ဒီအရှင်ကပညာကိုဖြန့်ချီတော်မူတဲ့ပြန်နှံ့စေတော်မူတဲ့ကလောင်ကိုအကြောင်းခံပြီးအလ္လမလ်အင်ဆာနမာလမ်ယအလမ်လူသားကမသိတဲ့အရာတွေအဲ့ဒီအရှင်သခင်ကလူသားကိုသိစေတော်မူတယ်ဒါဒီအာယတ်9အာယတ်တဲ့အတိတ်ပဲဒီအာယတ်9အာယတ်ကိုဂျိဘရာအီလ်အလัยဟိစလမ်တီလာဝတ်လုပ်ပြီးတော့ဟာဇရတ်ဂျိဘရာအီလ်အလัยဟိစလမ်ပြန်သွားပြီးတဲ့နောက်ပိုင်းမှာတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ဘာလို့လဲဆိုချက်ချင်းဟေရာလိုင်ကူမှာနေလို့မရတော့ချက်ချင်းအိမ်ကိုပြန်လာတယ်ခမန်းကန်တမန်တော်ကြောက်ခန္ဓာကိုယ်တုံးရင်တမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်အိမ်ကိုရောက်လာပြီးတော့ဇနီးတဲ့ကိုဟာဇရတ်ခလီဂျတ်အလ်ကိုဘရာကိုပြောအိမ်လူအိမ်သားတွေကိုပြောတယ်ဆမ်မီလိုနီကျွန်တော်ကိုဆောင်ချုံပေးကြကျွန်တော်ကိုဆောင်ချုံတမန်တော်ချမ်းပြီးတော့တုံးကြောက်ပြီးဆောင်ချုံပေးကြဆိုအိမ်လူအိမ်သားတွေကဆောင်ချုံပေးတယ်အဲ့ဒီနောက်ပိုင်းမှာတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်တည်ငြိမ်စားပြုလာတယ်ဆောင်ချုံပြီးတော့နေရာကနေပြီး
အဲ့ဒီအချိန်နေနဲ့ပတ်သက်ပြီးတော့ကျမ်းစာကုရ်အာန်မှာအလ္လာဟ်တာအာလာတမန်တော်ကိုချစ်စနိုးနဲ့ဘယ်လိုခေါ်တယ်လဲယာအယျူဟ်မုဇမ်မီလ်အိုးဆောင်ချုံပြီးတော့အိမ်နေတဲ့သူဒါလိုလဲအလ္လာဟ်တာအာလာမြတ်နဗီတမန်တော်ကိုချစ်စနိုးနဲ့ခေါ်တာယာအယျူဟ်မုဇမ်မီလ်နောက်တစ်လုံးပါတုံးလဲယာအယျူဟ်မုဒ္ဒဆစ်အေးဆောင်ချုံပြီးတော့အိမ်နေတဲ့သူဒါအဲ့ဒီအချိန်နဲ့ပတ်သက်ပြီးအလ္လာဟ်တာအာလာကဒီစကားလုံးသုံးပြီးတမန်တော်ကိုချစ်စနိုးနဲ့ခေါ်ဆိုတော့တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်တည်ငြိမ်သာပြုလာတဲ့ခါကျတော့ဆောင်းကိုဖယ်လိုက်ခဒီဂျာခေမာကတမန်တော်ကိုပြီးတယ်ဘာတွေကြုံတွေ့လာတဲ့တလောက်တော့မှအထိတ်ထိတ်အလန့်လန့်ဖြစ်တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အမေရှိတော်မူတယ်ဟေရာလိုင်းပေါ်မှာတလုံးတယောက်တည်းရှိနေတဲ့အချိန်ဒီလိုတွေဖြစ်သွားအင်နီအခရှာအဒိကျွန်တော်ဟာမိမိနဲ့ပတ်သက်ပြီးတော့အာလာနဖ်စီမိမိရဲ့အတတ်နဲ့ပတ်သက်ပြီးတော့ဆိုရင်ငါတရားတော့ငါမသိဘာတွေဖြစ်နေတာလဲငါရဲ့အတတ်နဲ့ပတ်သက်ပြီးငါဆိုရမိတယ်ဆိုပြီးတော့တမန်တော်အဒလောစီအမေရှိတော့အဲ့ဒီအချိန်မှာဟာဇရတ်ခဒီဂျာတမန်တော်ရဲ့ပထမဦးဆုံးဇနီးတဲ့တမန်တော်ရဲ့နေကာတော့အလ္လာဟ်တာအာလာရွေးချယ်တော်မူထားတဲ့ပထမဦးဆုံးသောအမျိုးသမီးတွေထဲကအစ္စလာမ်သာသနာတော်ကိုပထမဦးဆုံးလက်ခံခဲ့တဲ့အမျိုးသမီးမိုမင်ခဒီဂျာတခင်မညာအမျိုးအမြင်တော်ပြေသွားအမျိုးသမီးဆိုတာအဲ့လိုဖြစ်ရဟိုမှာခင်ပွန်းကအထိတ်ထိတ်လန့်လန့်ပြင်းနေတဲ့အမျိုးသမီးကလိုက်ပြီးတော့လိုက်ကြောက်နေတယ်ဆိုရင်ဒါအင်ရှင်မကောင်မပြီးတော့ကျွန်တော်ကုရ်အာန်မှာအလ္လာဟ်တာအာလာမရှိတော်မူတယ်ဝမင်အာယာတီဟီအန်ခလကလကုမ်မင်အန်ဖူဆီကုမ်အဇဝါဂျလ်လီတစကူနူအီလိုင်ဟာဇလီဆိုတာဘယ်လိုဖြစ်ရမလဲသူ့ရဲ့အနာကိုခင်ပွန်းကရောက်လာတဲ့ခါကျရင်ခင်ပွန်းကသူ့စီကနေစိတ်အေးချမ်းသာမှုကိုရတော့ဇလီမှာပညာရှိဖို့တော်တော်အရေးကြီးတယ်ကျွန်တော်ရဲ့အမေမတွေညီမတွေသာသနာပညာထိရောက်သင်ယူစီးဖို့ခင်မရကြဟိုခေတ်တုန်းကအမျိုးသားတွေစီမှာလည်းသာသနာပညာကကောင်းရှိအထိုက်အလျောက်တော်တော်များရှိတဲ့သာသနာပညာမျိုးသားတွေဆိုတော့အမျိုးသားတွေစီမှာသာသနာပညာကောင်းရှိတဲ့တင်ပေးနိုင်တယ်ဆိုတော့အမျိုးသမီးတွေစီမှာလည်းသာသနာပညာရှိဒီကနေ့ခေတ်မှာအမျိုးသားတွေကိုယ်တိုင်ကသာသနာပညာရမှာ0လောက်ကိုဖြစ်နေဆိုတော့ဒီအမျိုးသမီးတွေသာသနာပညာနဲ့ပတ်သက်ပြီးဘာမှသင်ယူစီးဖို့ခင်မရကြဘူးသူတို့မာရှာအလ္လာဟ်တေလိုကြောင်းနေပေါ်လာတဲ့သာသနာပညာရှင်တွေထူပန်းအားထုတ်ကြအမျိုးသမီးတွေထဲမှာလည်းသာသနာပညာရှင်တွေပေါ်ထွန်းလာအောင်အမျိုးသမီးကအမျိုးသမီးကိုတင်ပေးရတာလွယ်တယ်ဇနီးမောင်နှံဖြစ်တယ်ဆိုရင်အမျိုးသားကအမျိုးသမီးတင်ပေးရလွယ်တယ်ဟုတ်မှန်တယ်အဖေနဲ့သမီးတင်ပေးရတာလွယ်တယ်ဒဇိန်အမျိုးသားကဒဇိန်မျိုးသမီးကိုတင်ပေးရတာကဒါတော့မလွယ်ဘူးအဲ့ဒါကြောင့်ဒီလိုမျိုးကြောင်းနေပေါ်ထွန်းလာတဲ့အချိန်အဓိကယူရချက်ကဘာလဲဆိုအမျိုးသမီးအာလီမာတွေမွေးထုံးအမျိုးသမီးအချင်းချင်းတော်တော်တရားကိုတရားဘာလို့ပြကြမလဲတင်ပေးကြမယ်ဒါကပို့ပြီးတော့ထိရောက်တဲ့ပုံစံတစ်ခုဆိုတော့သာသနာပညာမျိုးသမီးတယောက်မှရှိသွားပြီဆိုရင်အဲ့ဒီမျိုးသမီးကဘယ်လိုဖြစ်သွားခဒီဂျာတခင်မတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုအားပေးစကားပြောဘယ်လိုဟာပေးစကားပြောလဲယာရဆူလလာဘာမှမစိုးရင်နဲ့ကိုရောစိုးရင်ထားတဲ့အတိုင်းလုံးဝဖြစ်လာမှာမဟုတ်ဘူးဘာကြောင့်လဲကိုရောဟာတဟမီလုလ်ကလ္လာတခြားလူတွေရဲ့ဝန်တော့ဝန်ဘိုးတွေကိုကူပြီးတော့ထမ်းပိုးပေးတယ်တရားရောက်ဒုက္ခရောက်နေတဲ့ခါကျရင်ကိုရောဟာဘာလုပ်ဖြစ်လဲမဆိုင်မတော့သူ့ကိုကူညီတဟမီလုလ်ကလ္ပြီးတော့နောက်ထပ်လည်းဟာဇရတ်ခဒီဂျာတခင်မကတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ကောင်းခြင်းတွေကိုတင်ပြယတိမ်ခလေးတွေကိုကိုရောဟာဂရုစိုက်ဆင်းရဲသားတွေကိုကိုရောဟာကျွေးတယ်မွေးတယ်ပေးကမ်းတယ်ကိုရောဟာပရာဟိတအလုပ်တွေကိုဆောင်ရွက်တယ်အဲ့လိုအဲ့တော့အလ္လာဟ်တာအာလာကိုရောကိုဘရောမတီးတိမ်အောင်လုပ်တော်မူမှာမဟုတ်ဘူးအင်ရှာအလ္လာဟ်ဘာမှမစိုးရင်လည်းကိုရောရဲ့ဇာတ်နဲ့ပတ်သက်ပြီးကိုရောရဲ့အတတ်နဲ့ပတ်သက်ပြီးတော့ဘာမှစိုးရင်ကြမလို့ခဒီဂျာတခင်မကအဲ့လိုမျိုးတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုအားပေးတော်မူအဲ့ဒီနောက်ပိုင်းမှာခဒီဂျာတခင်မကဘာလုပ်လဲတမန်တော်ကိုခေါ်ပြီးတော့ဝါရကာဘင်နောဖလ်စီကိုတော့ဝါရကာဘင်နောဖလ်ဆိုတာဘယ်လိုလဲဆိုတော့ခဒီဂျာတခင်မရဲ့အကိုတဝန်းဝဲတော်တယ်သူကခရစ်ယာန်ပညာရှင်ကြီးဖြစ်တဲ့နဆရာနီပညာရှင်သူကတောရာတ်အင်ဂျီလ်ကိုတော်တော်လေးကိုကျွမ်းကျွမ်းကျင်ကျင်နှက်ဆက်သူကလေးလာထားတယ်လို့ဘာသာတွေပဲပြန်တယ်အာရဗီလိုဘာသာပြန်တယ်တောရာတ်အင်ဂျီလ်ကိုတော်ရှေးကောင်းကင်ကျမ်းတွေကိုတော်ပိုင်တယ်ဝါရကာဘင်နောဖလ်ကိုခေါ်လာပြီးတော့ဝါရကာဘင်နောဖလ်နဲ့ပေးတွေ့တဲ့တမန်တော်တင်းရဲ့သူတော်မောင်နဲ့ပတ်သက်ပြီးတော့တင်းနည်းနည်းကြည့်အောင်ဘာဖြစ်သွားတာလဲမသိဆိုတော့တမန်တော်ကဖြစ်ကြောင်းကိုစဉ်ပြောပြတော့ဝါရကာဘင်နောဖလ်ကပြောတယ်အဲ့လိုမျိုးတကယ်ဖြစ်ခဲ့တမန်တော်ပြောတယ်တကယ်ဖြစ်ခဲ့တယ်ဝါရကာဘင်နောဖလ်ပြောတယ်အဲ့ဒါဆိုရင်တင်းစီကိုရောက်လာတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလဲဂျေဘရာအီလ်ဖြစ်ဂျေဘရာတင်းစီကိုရောက်လာတဲ့ပုဂ္ဂိုလ်ကကောင်းကင်တမန်ဖြစ်သူဟာဝဟ်ရအလ္လာဟ်တာလာရဲ့ဓာတ်တော်တွေကိုယူပြီးတော့တင်းစီကိုရောက်လာတာဖြစ်တယ်ဒီလိုဆိုရင်တော့တင်ဟာမကြခင်မှာအာရဗီတွေကိုဒီမှာရှိတဲ့လူတွေကိုသူတို့ကိုတင်ဟာ
တောဟီဒ်ရဲ့ဘက်ကိုတင်ဖိတ်ခေါ်ရမယ်အစ္စလာမ်ရဲ့ဘက်ကိုတင်ဟာဖိတ်ခေါ်ရမယ်တင်ဟာနဗီတမန်တော်တစ်ပါးဖြစ်တော်နောက်တစ်ခုကျွန်တော်ထပ်ပြောအောင်မယ်လေအဲ့ဒါလို့တင်ကသူတို့ကိုတောဟီဒ်ရဲ့ဘက်ကိုဖိတ်ခေါ်တယ်နဗီတမန်တော်တစ်ပါးဖြစ်သွားတဲ့ဆိုတော့ဆိုရင်ဒီကတင်ရဲ့အမျိုးနွယ်သားတွေဟာတင်ရဲ့ရန်သူတွေဖြစ်သွားကြအဲ့ဒါကိုလည်းကျွန်တော်အခုတည်းကကြိုပြီးတော့ပြောထားတင်ရဲ့ရန်သူတွေဖြစ်တော့အင်ရှာအလ္လာကျွန်တော်အဲ့ဒီအချိန်မှာအသက်ထင်ရှားရှိတဲ့ဆိုရင်ကျွန်တော်ဟာတင်းရဲ့နောက်လိုက်တယောက်အဖြစ်နဲ့တင်းကိုအပြည့်အဝကိုညီဘူးတင်းရဲ့အမျိုးနဲ့သားတွေတင်းကိုရန်ညှိုးထားပြီးတော့တိုက်ခိုက်လာတဲ့အချိန်ကျရင်ဝရကဘ်နော်ဖယ်ကအဲ့လိုပြောပြီးတမန်တော်အားပြီးတော့အဲ့မှာတမန်တော်ပြန်ပြီးတော့တည်ငြိမ်တော့ဒါပေမဲ့တမန်တော်ဒါဝတ်ရဲ့လုပ်ငန်းကိုမဆောင်ရွက်ခင်ရင်မှာပဲဝရကဘ်နော်ဖယ်ကဆုံးပါတော့သူအသက်တော်ကြီးပြီးဆိုတော့Hazrat Khadija တခင်မရဲ့ညာအမျိုးမျိုးပြီးတော့ဘယ်အချိန်မှာဘာလို့ဘယ်အချိန်မှာဘာလို့ Subhanallah ဆိုတော့အမျိုးသမီးတွေဒီမှာပညာရှိခြင်းကတော်တော်အရေးကြီးတယ်။ဘာကြောင့်လဲလူတယောက်ရဲ့ပထမဦးဆုံးစာတင်ကြောင်းကမိခင်ရင်ခွင်ပဲလူတယောက်ရဲ့လူဘဝရဲ့ပထမဦးဆုံးစာတင်ကြောင်းကပဲဟာမိခင်ရဲ့ရင်ခွင်ကျွန်တော်ကိုဘိုင်ကိုတယောက်ချင်းဒီတိုင်းကပထမဦးဆုံးဘယ်ကြောင်းမှတက်ခဲ့ရတာလဲမိခင်ရဲ့ရင်ခွင်မှာမဟုတ်ဘူးလားအဲ့ဒီမိခင်ရဲ့ရင်ခွင်မှာပညာရှိတယ်အလ္လာဟ်ကိုချစ်တဲ့စိတ်ရဆူလ်ကိုချစ်တဲ့စိတ်ရှိတယ်ဒင်းရှိတယ်အဲ့ဒီနှလုံးသားဆိုရင်ကျွန်တော်ဟာဒင်းဒါတယောက်ဖြစ်တော့ကျွန်တော်ဟာအလ္လာဟ်ကိုချစ်တဲ့လူရဆူလ်ကိုချစ်တဲ့လူဖြစ်တော့ကျွန်တော်ဟာတာသနာကိုတည်တဲ့လူဖြစ်တော့မိခင်ရဲ့ရင်ခွင်တော်အရေးကြီးအဲ့ဒီကြောင်းကစပြီးတော့မှန်ကန်တဲ့ပညာရေးကိုဒီတယောက်ကမရခဲ့ဘူးဆိုသူ့ဘဝတစ်လျှောက်လုံးတော့ကအင်မတန်ဆိုးနေကြတယ်။ဘာကြောင့်အဆောက်အဦတစ်ခုဆောက်ရတဲ့ခါကျရင်ကျွန်တော်တို့နိုင်ငံတစ်ခုစီးတယ်အုပ်တွေစီးတယ်နိုင်ငံတစ်ခုဖြစ်လာတယ်။ဆိုရင်ပယံဆရာတွေကဘာလို့ရတယ်လဲဆိုတော့ဟိုးအောက်ဆုံးတလန်းကိုတဲဖို့အတွက်အင်မတန်ဂရုစိုက်အုပ်စီးတဲ့ခါကျရင်ဟိုးအောက်ဆုံးတလန်းကိုတဲဖို့အတွက်တော်တော်ဂရုစိုက်ရတယ်သူတို့ကြိုးတွေရေချိန်တွေဘာတွေညာရေချိန်တိုင်းနဲ့ဟာတွေဘာနဲ့ဒီအောက်ဆုံးတလန်းကိုသူတို့အရင်တဲအောင်ပေါင်းလို့ဘာကြောင့်လဲဒီအောက်ဆုံးတလိုင်းတာမတော်တဆဆောင်းသွားတယ်ဆိုအပေါ်ကနေဘလောက်ပဲထက်စီဒီနေရန်ကြီးကဘာဖြစ်နေဖို့ပဲရှိတယ်ဆောင်းနေဖို့ပဲရှိအပေါ်ကနေဘလောက်ပဲတဲအောင်ပြန်လို့မရတော့အောက်ဆုံးတလိုင်းတဲဖို့တော်တော်အရေးကြီးဆိုတော့ပထမလူကိုရဲ့ပထမဦးဆုံးစာတင်ကြောင်းဖြစ်တဲ့မိခင်ရင်ခွင်မှာပန်ကန်တဲ့ပညာတွေရှိနေခြင်းကဒါတော်တော်အရေးကြီးတယ်မာရှာလာဒီလိုကြောင်းနဲ့ပေါ်ပေါ်လာတာဟာဒါကျွန်တော်တို့ရဲ့အနာဂတ်အတွက်ယုံကြည်စိတ်ချရတဲ့အာမခံချက်တစ်ခုဖြစ်အမျိုးသမီးတွေရဲ့ကြားထဲမှာသာသနာပညာတွေအရင်တုန်းကတော့မဟုတ်တော့ဘူးလေအမျိုးသမီးတွေရဲ့ကြားထဲမှာသာသနာပညာတွေပြန်လာမယ်အမျိုးသမီးတွေတိလာမယ်ဒီလူကိုတိလာဒီလိုစများဆိုတော့အလ္လာဟ်တာလာဒီလိုခန္ဓာနဲ့ဒီကိုအလုံးကျွေးပြုနေကြတဲ့ကျွန်တော်ရဲ့သာသနာပညာရှင်ညီတော်တွေကိုလည်းအလ္လာဟ်တာလာကျွန်တော်တို့ဘက်ကနေပြီးတော့မြင့်မာတဲ့အကျိုးကုသိုလ်တွေအလ္လာဟ်တာလာပြည့်ပြည့်တနာတော့မူပဲဆိုတော့ကျွန်တော်တင်ပြနေတာကဘာလဲဆိုတော့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်တွေထဲကပထမဦးဆုံးကြားခဲ့တဲ့အာယတ်တော်တွေကဘယ်ဟာတွေလဲအစ်ကရာဘစ်မီရဘ်ဘီကလ်လဇီခလကလ်အင်ဆာနမင်အလတ်ဒီအာယတ်တော်ဟုတ်ပြီနော်အဲ့ဒီမတိုင်ခင်ကကုရ်အာန်အာယတ်မှမကြားရဘူးဒီအာယတ်တော်တွေကြားလာတဲ့အချိန်ကဒါအစ္စလာမ်သာသနာတော်လူလောကကြီးကိုပထမဦးဆုံးခြေချတဲ့အချိန်မှာအစ္စလာမ်ရဲ့ပထမဦးဆုံးကြွေးကြော်တဲ့အတန်ဒီအာယတ်တော်တွေအဲ့ဒီမတိုင်ခင်ကအစ္စလာမ်မရှိဘူးလေအစ္စလာမ်ကကဘာဥစားကလေးကရှိခဲ့တာတော့မှဟဇရတ်အာဒမ်အလ္လာဟ်အစ္စလာမ်ရဲ့ခေတ်ကလေးကအစ္စလာမ်ရှိခဲ့ဒါပေမဲ့အလယ်မှာပျောက်သွားတယ်မဟုတ်လားနဗီတမန်တော်တစ်ပါးကွယ်လွန်ပြီးတော့သူရဲ့တာလီမတ်အထင်တစ်ခုတည်းရှိတယ်ပြီးရင်နောက်လိုက်တွေကဖောက်တယ်နောက်လိုက်တွေကအားလုံးအပြောင်းလဲတွေလုပ်ပြီးရင်ဒီနေ့စစ်မှန်တဲ့တာလီမတ်သင်ညွှန်ပြချက်တွေကပျောက်ကွယ်သွားတဲ့ကဘာပေါ်အဲ့ဒီခါကျရင်အလ္လာဟ်တာလာဘာလို့လဲနောက်နဗီတမန်တော်တစ်ပါးဆေလွတ်တော့ဟဇရတ်အီဆာအလိုင်ဟိဆလမ်ရဲ့တာလီမတ်တွေပျောက်ကွယ်သွားHazrat Isa alayhi salamပြီးတော့အခုဘလူပွင့်မယ်တမန်တော်မုဟမ္မဒ်ပွင့် Hazrat Isa alayhi salam ရဲ့တာလီမတ်တော့ကွယ်သွားတယ်ဆိုတာဒီနဆရာလီတွေကအများကြီးအပြောင်းလဲတွေလုပ်တယ် فوائد للذين يكتبون الكتاب بأيديهم ثم يقولون هذا من عند الله ليشتروا به ثمنا قليلا ပျောက်သွားပြီစစ်မှန်တဲ့တုံတင်ကြတွေအစ္စလာမ်ရဲ့စစ်မှန်တဲ့တုံတင်ကြတွေအစ္စလာမ်ကတော့ကဘာဥစားကလေးကရှိတယ်ဒါပေမဲ့အလယ်မှာပျောက်သွားဆိုတော့တမန်တော်မုဟမ္မဒ်နဗီဖြစ်သွားတယ်နဗီဖြစ်တဲ့အချိန်မှာတမန်တော်မုဟမ္မဒ်ကရရှိလာတဲ့ပထမဦးဆုံးအစ္စလာမ်ရဲ့ကျင့်ညာချက်အစ္စလာမ်သာသနာတော်ဒီကဘာမီဘောကိုပထမဦးဆုံးခြေချတဲ့အချိန်အစ္စလာမ်သာသနာတော်ရဲ့ပထမဦးဆုံးသောကြီးညာချက်လူသားတွေစီအရဘာနမတ်ဖတ်ပါဒါလို့လားအရလည်းမဟုတ်ဆလ်လီဒါလို့လည်းမဟုတ်အကီမုဆလာမဟုတ်နမတ်ဖတ်ပါမဟုတ်ဇကာတ်ပေးပါအာတုဇကာတ်ဒါလည်းမဟုတ်ဟဂျ်လုပ်ပါဥမရာလုပ်ပါဒါလည်းမဟုတ်ဆဒကာလူဒါနာပြုပါဒါလည်းမဟုတ်
ဒီကဘာမီဝအစ္စလာမ်သာသနာတော်ခြေချတဲ့ချိန်ခြေချတာနဲ့တပြိုင်နက်တည်းလို့အစ္စလာမ်သာသနာတော်ရဲ့ပထမဦးဆုံးကျင့်ကြချက်ပထမဦးဆုံးတွင်တင်ချက်ကဘာလဲအစ်ကရာတင်ဖတ်ပါဒီကနေပြီးတော့ဗာတိရလေသာသနာပညာသင်ယူစီးပူးခြင်းကဘလောက်အရေးပါလို့မွတ်စလင်တယောက်တော့အစ္စလာမ်သာသနာရဲ့ပထမဦးဆုံးကျင့်ချက်ကတင်နမတ်ဖတ်ပါတင်ဇကာတ်ပေးပါတင်ရူဇာထားပါတင်ဟဂျ်လုပ်ပါတင်အူမရာလုပ်ပါတင်ဟာမိမိရဲ့ကိုယ်ချင်းစရိတ်တွေကိုကောင်းမွန်လို့အဲ့ဒါတွေတခုမှမဟုတ်အစ္စလာမ်သာသနာတော်ကဘာမီဘီမှာခြေချတဲ့အချိန်အစ္စလာမ်ရဲ့ပထမဦးဆုံးကျင့်ချက်ကပါလေအစ်ကရာတင်ဖတ်ပါဘာကိုဖတ်ပါကုရ်အာန်ကိုဖတ်ပါတဘောသာသနာပညာတင်ယူစီးပူးပါဘာကြောင့်လဲလူတယောက်ကသာသနာပညာတင်ယူစီးပူးထားခြင်းမရှိဘဲနဲ့နမတ်ကိုသူဘယ်လိုမမှန်ကန်ကန်ဖတ်သာသနာပညာတင်ယူစီးပူးထားခြင်းမရှိဘဲနဲ့ရိုဇာကိုသူဘယ်လိုမမှန်ကန်ကန်ထားသာသနာပညာတင်ယူစီးပူးထားခြင်းမရှိဘဲနဲ့သူဟဂျ်ဘယ်လိုလုပ်မလဲသာသနာပညာတင်ယူစီးပူးထားခြင်းမရှိဘဲနဲ့အူမရာဘယ်လိုလုပ်မလဲသာသနာပညာတင်ယူစီးပူးထားခြင်းမရှိဘဲနဲ့ကောင်းဝင်တဲ့ကိုချင်းစရိတ်တွေကဘာလဲမကောင်းတဲ့ဟာတွေကဘာလဲသူဘယ်လိုလုပ်ပြုပြင်ဆိုတော့သာသနာပညာတင်ယူစီးပူးခြင်းကလူတယောက်ရဲ့ဘဝမှာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးလို့အဲ့ဒါကြောင့်အစ္စလာမ်သာသနာတော်မှာဘာမဲ့ဘာလာရှိတယ်လဲတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်မရှိတော်မူတဲ့တောရဘုလ်အီလ်မီဖရီဒတ်န်အလာကုလ်မွတ်စလင်သာသနာပညာတင်ယူစီးပူးခြင်းကဖရတ်ပဲဆွန်နတ်မဟုတ်မုစတဟဘ်မဟုတ်တင်နေရတယ်မတင်နေရတယ်ဒီလိုမဟုတ်သာသနာပညာတင်ယူစီးပူးခြင်းကဖရတ်ဖြစ်တဲ့မွတ်စလင်တိုင်းပုံအမျိုးသားဖြစ်စီအမျိုးသမီးဖြစ်မွတ်စလင်တိုင်းပုံမှာသာသနာပညာတင်ယူစီးပူးခြင်းကဖရတ်ဖြစ်တဲ့ဆိုတော့ဘာကြောင့်ပြောတာလဲဒီတော့ပဲပြောတာတော့အဲ့ဒီမှာအဆင့်လေးရှိတယ်မက်တဘ်အဆင့်အာလင်အဆင့်ဒီလိုမျိုးအဆင့်တွေတော့ခွဲတာအရေးကြီးဆုံးအဆင့်ကတော့မက်တဘ်အဆင့်တို့ဆိုတော့သာသနာပညာရှင်အဆင့်အာလင်အဆင့်တင်ယူစီးပူးထားတဲ့လူတွေရှိဖို့တော့လေဒါဖာဇီကီဖာယာဒါလည်းအရေးကြီးလူတစုကတော့ရှိနေရမှာလုံးဝအကုန်အဆင့်သာသနာပညာကိုတင်ယူစီးပူးထားအာလင်အဆင့်ပေါ့အခြေခံအဆင့်ကတော့ဒါလူတိုင်းပုံမှာမွတ်စလင်တိုင်းပုံမှာဖရတ်ဆိုတော့သာသနာပညာတင်ယူစီးပူးခြင်းကဒါအမျိုးသားတွေပုံမှာပဲအရေးကြီးတာမဟုတ်ဘူးဘလူတွေပုံမှာလည်းအရေးကြီးတယ်အမျိုးသမီးတွေပုံမှာလည်းအရေးကြီးကျွန်တော်တို့ဆဟာဘီအမျိုးသမီးတွေရဲ့ခင်မှာကြည့်မလားတာဘီအမျိုးသမီးတွေရဲ့ခင်မှာကြည့်မလားသာသနာပညာရှင်အဆင့်အမျိုးသမီးတွေအများကြီးရှိအမျိုးသမီးတွေရဲ့စာသင်ဝိုင်းနေရှိအမျိုးသမီးတွေတင်ဆဟာဘီတွေထဲမှာဆိုဟဇရတ်အာအိရှာဆစ်ဒီကာရဒီအလ္လာဟူတာအာလာအန်ဟာတခင်မကြီးကိုဆဟာဘီအမျိုးသားတွေပါလာပြီးတော့သာသနာပညာတင်ယူစီဘူးရတယ်အဗ်ဒူလာဘ်မစရူဒ်ဟဇရတ်အဘူဟူရိုင်ရာဟဇရတ်အာအိရှာရှိတဲ့ဒီအခမ်းအနားကိုလာဟဇရတ်အာအိရှာအခမ်းအနားကိုလာပြီးတော့နယံရဲ့အပြင်ဘက်မှာထိုင်ပြီးတော့ဟဇရတ်အာအိရှာကိုဟာဒီစ်တွေတမန်တော်ကြီးကနေကြားထားတဲ့ဟာဒီစ်တွေသူတို့ဖတ်ပြတယ်ဟဇရတ်အာအိရှာကမိုင်းအမှားထောက်ပြီးတော့ထဲရတယ်တစရိကလို့ခိုင်းတာအုံမူလ်မူမီနင်တခါတလေကြားလို့ရှိကိုယ်တိုင်မလာဘူးတပည့်တွေကိုလှုပ်ပြီးတော့မစအလာမေးခဲ့တယ်အုံမူလ်မူမီနင်ဟဇရတ်အာအိရှာတခင်မအောင်ဆိုတော့အဲ့လိုမျိုးတာဘီတွေထဲမှာလည်းအများကြီးရှိတယ်သာသနာပညာရှင်မျိုးသမီးတာဘီတွေထဲမှာလည်းအများကြီးရှိဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အမျိုးသမီးတို့ကြီးရဲ့စီကနေပြီးတော့သာသနာပညာဟာလုံးဝလွင့်ပါပြောင်းကိုအမျိုးသမီးတွေနဲ့သာသနာပညာနဲ့ဘာမှမဆိုင်လို့လို့ပြောအဲ့တော့လူဘဝရဲ့ပထမအဦးဆုံးစာသင်ကြောင်းတဘောကမိခင်ရင်ခွင်ကနေစပြီးတော့လူသားဟာမှန်ကန်တဲ့ပညာကိုမရခဲ့ဆိုတော့အများကြီးကျွန်တော်တို့လူအဖွဲ့ကြီးတွေမှာပျက်စီးယိုယွင်းမှုတွေကျွန်တော်တို့တွေ့လာအမေရဲ့တရဘီယတ်အမေရဲ့ပြုစုပြောထောင်မှုမှာအားနည်းချက်တွေအများကြီးရှိတယ်ဆိုတော့အမေဖြစ်လာမဲ့အမျိုးသမီးတွေကိုကျွန်တော်တို့ဘာလုပ်ရမလဲသာသနာပညာကောင်းပေးရဟဇရတ်ဆအီဒ်ဘင်မုဆယပ်ရဟီမဟူလာဟူတာလာရဲ့တပည့်တွေသာသနာပညာတော်ထက်သာသနာပညာကြိုးစားပြီးတော့သင်ယူအတန်းပြတ်တဲ့အချိန်ဆိုတာသူ့မှာမရှိဟဇရတ်ဆအီဒ်ဘင်မုဆယပ်စာတင်မှုတော့ထိုင်နေပြီးဆိုရင်ဒီတပည့်လည်းအဲ့ဒီမှာရှိလုံးဝအတန်းမပြောအမြဲတမ်းသာသနာပညာကိုစိတ်အားထက်တန်တော့သူဟာသင်ယူတယ်လေ့လာရှိဘူးတယ်အမြဲတမ်းသူ့ကြည့်တိုင်းစာပေလေးနာနဲ့မတော်လာလို့နဲ့ဒီလောက်ထဲမှာနဲ့မွန်ဆိုဆအီဒ်ဘင်မုဆယပ်ကတခေါက်အဲ့ဒီတပည့်ကိုတရက်ကြည့်တယ်မတွေ့နောက်တရက်ကြည့်တယ်မတွေ့နောက်တရက်သူရောက်လာတဲ့အခါကျတော့ဆအီဒ်ဘင်မုဆယပ်ကပြီးတယ်ဘယ်ပြောင်းလဲဘယ်နေရရှိပြီလဲတင်းကိုမတွေ့ရဒီလိုမျိုးတင်ဟာကြောင်းပြက်လို့မရှိဘူးဆိုတော့ဒီတပည့်ဖြစ်တဲ့လူကဘာပြောလဲဆိုတော့ကျွန်တော်ရဲ့ဇနီးတွေဆုံးပါတော့ကျွန်တော်ရဲ့ဇနီးတွေပြပြတဲ့နာမကျန်ဖြစ်တဲ့သူ့အဲ့ဒါစေခုပေးဖို့တော့ကျွန်တော်ကြိုးပမ်းရတယ်ရုန်းကန်ရတယ်နောက်မနေ့တုန်းကဆုံးရတယ်ကျွန်တော်သူ့ကိုဟလာကဖန်ထုတ်ပေးရတယ်ဒဖန်လုပ်ပေးရတယ်ကျွန်တော်နမတ်ထုတ်ပေးရတယ်အဲ့ဒီအလုပ်တွေနဲ့ကျွန်တော်လုံးပန်းနေရတဲ့အတွက်ကြောင့်ကျွန်တော်အတန်းလာမထိုင်နဲ့အဲ့ဒီမှာဆအီဒ်မုဆယပ်ကဒီတပည့်ဖြစ်တဲ့လူကိုဘာပြောတယ်ဆိုတော့တင်းကိုလေအဲ့ဒါကျွန်တော်ဟာမိမိရဲ့တမီးနဲ့အိမ်အောင်ချပေးရှင်တယ်တင်လက်ခံဘယ်လိုရဲ့တမီးနဲ့ဆအီဒ်ဘင်မုဆယပ်ရဲ့တမီးတယောက်ပဲရှိ
ကျွန်တော်ရဲ့တမီးနဲ့တင်းကိုအိမ်တော်ချပေးခြင်းနဲ့တင်းလက်ခံဆိုတော့ဒီပုဂ္ဂိုလ်ကပြောတယ်ဟာဇရတ်ကျွန်တော်လိုကျွန်တော်ကသာသနာပညာသင်ယူစီးပူးနေတဲ့ကျောင်းသားတယောက်ဖြစ်တယ်သာသနာပညာကိုအပေါ်တကုတ်တူးစားပြီးသင်ယူစီးပူးနေရတဲ့တော့ဥစ္စာပစ္စည်းရှာဖွေဖို့ကျွန်တော်မှအချိန်လည်းမရှိဘူးကျွန်တော်ပလီတလုံးမှအီမာမ်လုပ်တယ်ကျွန်တော်ရဲ့မနေ့ကဆုံးသွားသွားတဲ့ဇနီးကတော့ဘီချာရီအလ္လာဟ်ရဲ့အချစ်တော်ဘုသူမီတယောက်ဖြစ်တဲ့အလ္လာဟ်ဝါလီအဲ့ဒါသူမကတော့ကျွန်တော်ပလီမှာအီမာမ်လုပ်ပြီးရတဲ့ဒီလာဇာလေးနဲ့အဲ့ဒါစားရတဲ့မစားရတဲ့ဇင်ဒဂီကိုဖြတ်တန်းတော့တယ်ကျွန်တော်နဲ့တူပလီကပေးတဲ့ဒီအခန်းကျင်းလေးတစ်ခုထဲမှာအခုဆရာကြီးကကျွန်တော်ဆရာကြီးရဲ့တမီးနဲ့နေကာလုပ်ပေးမယ်ဆိုတော့ဆရာကြီးစဉ်းစားအောင်ကျွန်တော်မှတော့ဘာမှမရှိကျွန်တော်ရဲ့ဇနီးမြဖြစ်လာမဲ့သူအဲ့ဒီပလီကပေးတဲ့အခန်းကျင်းထဲမှာနေရမယ်ကျွန်တော်အီမာမ်လုပ်ပြီးရလာတဲ့ဒီလာဇာနည်းနည်းပါးပါးနဲ့စားရတဲ့မစားရတဲ့ဒီလိုပဲသွားရမယ်ဘောဖြတ်တန်းအဲ့ဒါနဲ့ဆယီဒ်မူဆယပ်ကပြောတယ်ကျွန်တော်ရဲ့တမီးတို့ဥစ္စာပစ္စည်းငွေအတပြားအဲ့ဒါတွေမလို့ကျွန်တော်ရဲ့တမီးတို့လိုတာပါလဲအင်မ်သာသနာပညာတကွာاتباع السنة حسن اخلاق ကိုကျင့်တဲ့တာကောင်းမှုsunnat ကိုလေးစားလိုက်နာမှုတကွာ ilm ဒါပဲလို့အဲ့ဒါတွေအားလုံးတင်းစီမှာရှိတယ်အဲ့ဒါကြောင့်တင်းကိုကျွန်တော်ရဲ့တမီးနဲ့နေကာလုပ်ပေးမယ်တင်းသဘောတူသလားလက်ခံလားဆိုတော့တပည့်ဆရာကြီးလုပ်ပေးမယ်ဆိုရင်ကျွန်တော်မှဘာမှညင်းစရာမရှိဘူးအဲ့ဒါဆအီဒ်ဘင်မူဆယပ်ကတမီးနဲ့နေကာလုပ်ပေးတယ်အဲ့ဒီမှာပဲတထိုင်ရဲမှာအဲ့ဒီတော့ကနေကာတစ်ခုတစ်ခုလောက်ရတာအဲ့လိုမျိုးလွယ်ကူဘာမှအခက်အခဲမရှိဒီကနေ့ခေတ်မှာနေကာတစ်ခုတစ်ခုဖြစ်ဖို့တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ကျွန်တော်တို့ဟောလာဖြည့်ဆွတ်ပြီးတော့ထည့်သွင်းထားတဲ့စီကံချက်တွေရဆမ်တွေအစင်လာတွေကများနေတော့နေကာတစ်ခုတစ်ခုဖြစ်ဖို့တော့လားနဲ့ချီပြီးတော့တိုင်ပင်ရတယ်ဆွေးနွေးရတယ်ပလန်တွေချားရတယ်အစီအစဉ်တွေဆွဲရတယ်โอเคတော့ကနေကာတမန်တော်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့ခေတ်မှာဆိုရင်ပို့ပြီးတော့လွယ်ကူတဲ့နေကာလောဆိုတော့ဆယီဒ်မူဆယပ်ကအဲ့ဒီထိုင်မှာပဲတမီးဖြစ်တဲ့လူနဲ့ဒီကောင်လေးကိုနေကာလုပ်ပြီးလေနေကာလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီကောင်လေးကအိမ်ပြန်တော့ညနေကျတော့သူကပလီအီမာမ်ပလီကပြရတဲ့အခန်းလေးထဲမှာသူထိုင်ပြီးတော့မတော်တာလုပ်နေတဲ့အချိန်တကားပိတ်တာတကားလာခေါက်နေကာတော့ပြီးရောပြီတကားလာခေါက်ဆိုတော့ဒီကောင်လေးကဒီတောင်းသားလေးကတကားလာခေါက်တဲ့တန်ကြားတဲ့ခါကျတော့သူမတော်တာလုပ်နေတယ်လှမ်းမိတယ်ဘလူးလဲဆိုတော့ဟိုကအဖေပေးတဲ့ဆအီဒ်ဘာဆိုပြီးအဖေပေးတော့ဒီတောင်းသားကစဉ်းစားဆအီဒ်သူတီးတဲ့ဆအီဒ်တွေစဉ်းစားကြည့်တယ်တယောက်2ယောက်3ယောက်တယောက်ရဲ့အတန်နဲ့မှမတူနောက်ဆုံးမှဒရီယာဝရငါဆရာသူဆရာနာမည်လဲဆအီဒ်ပဲဆအီဒ်ဘင်မူဆယပ်ဆိုတော့ဆရာဖြစ်မယ်ဆအီဒ်ဆရာအတန်နဲ့သူကမန်ကနေထားပြီးတော့တကားဖန်တော့ဘလူဖန်တယ်ဆအီဒ်ဘင်မူဆယပ်ရဟီမဟူလာဟူတာလာဖန်ဆအီဒ်ဘင်မူဆယပ်ရဲ့တမီးကိုနေကာလုပ်ဖို့တော့ဘလူကကမ်းလှမ်းထားတယ်လဲဆိုတော့အဲ့ဒီချိန်ကိုအုပ်ချုပ်တဲ့ဘယင်ဝလီဘင်မရဝမ်ကကမ်းလှမ်းထားတယ်သူသားတော့ဆအီဒ်ဘင်မူဆယပ်ရဲ့ဒီတမီးကိုဘယ်တော့စဉ်းစားမယ်ဒီလိုမျိုးအလွယ်တကူနေကာလုပ်ပြလဲတဲ့ကျောင်းသားတယောက်နဲ့ဘာမှမရှိတဲ့လူတယောက်နဲ့ဒီမျိုးဒီလောက်မချိုးဘူးပြင်မှာဘလောက်ချိုးတယ်လဲဆိုရင်အဲ့ဒီအချိန်ရဲ့ဘယင်ရဲ့တားတော့ဘယင်ကကမ်းလှမ်းထားတဲ့ဆယီဒ်ဘင်မူဆယပ်ကိုသူသားတော့နေကာလုပ်ဘူးအဲ့တော့ညင်းလိုက်တယ်ဆယီဒ်ဘင်မူဆယပ်ဒုနီယာသားနဲ့ငါသမီးကိုမပြီးသားနဲ့ဒါပေမဲ့ဒီဘက်ကဒီကျောင်းသားပလီတလုံးရဲ့အင်မာဘာမှမရှိဘူးလားစားလေးနဲ့အခန်းကျင်းလေးတစ်ခုမှနေရချက်ချင်းနေကာလုပ်သူတို့ဘာဝဲကြည့်တယ်ဆိုတော့အလ်မကြည့်တယ်တကွာအစ်တိဘာအ်ဆွန်နတ်ဟူစရီခလာကြောင့်အဇာခါတဘအီလိုင်ကွမ်မန်တရဒူနဒီနဟူဝခုလုကဖဇဝဂျူတမန်တော်ကြီးဆလ္လာလာဟူအလัยဟိဝါဆလမ်မရှိတော့အကယ်၍တင်တို့စီကိုတယောက်ကလာပြီးတော့တင်တို့ရဲ့တမီဒုမဟုတ်အမဒုမဟုတ်ညီမနဲ့နေကာလုပ်ခြင်းနဲ့တော်လာပြီးတော့ကမ်းလှမ်းတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဒင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့ဒင်းဘာသာရေးလေးစားမှုဒင်းဒါရီနောက်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခလာကိုကျင့်စရိတ်တာကိုတင်တို့နှစ်သက်ကြတယ်ဆိုရင်ဖဇဝဂျူကိုနေကာလုပ်ပေးလိုက်နေကာလုပ်ပေးလိုက်ဝအီလာတဖအလူဟူတကွန်ဖစ်နတ်ဖီလ်အာဒ်ဝဖဆာဒ်အရီဒ်တမန်တော်မရှိအကယ်ဒီအလုပ်ကိုတင်တို့မလုပ်ဘူးတိုင်မရှိဘူးကားမရှိဘူးရွှေမရှိဘူးငွေမရှိဘူးပတ်စံမရှိဘူးအဲ့ဒါကြီးရှောက်ကြည့်နေမယ်တင်တို့ဟာဟာလာဒင်းရှိတယ်ကိုကျင်းစရိတ်တာကောင်းတယ်သူ့မှာလက်နှစ်ဖက်ချင်းတစ်ဖက်ရှိနေတာပဲကသမင်းတလို့တော့သူဘာကြောင့်မရှာနိုင်အောင်တင်သမင်းဘာကြောင့်မကျွေးနိုင်အောင်ဆိုတော့အိုပတ်စံနေတိုက်တွေကားတွေကိုလိုက်ကြည့်ပြီးတော့နေကမလုပ်ဘူးအဲ့ဒါဆိုရင်တမန်တော်အမေရှိတယ်မှတ်ထားဝအီလာတဖအလူဟူတကွန်ဖစ်နတ်ဖီလ်အာဒ်ကဘာမီပတ်ဝီဂျီမှာဖစ်နာတွေဖြစ်မယ်ဖဆာဒ်အရီစ်အမတဆိုဒိုရိုက်ခတ်မှုကျေပြန့်တဲ့ပြင်းထန်တဲ့ပျက်စီးကြောင်းတွေကဘာမီကြီးမှာဖြစ်လာမှာကျွန်တော်တို့ကရုပ်ရည်ကိုကြည့်တယ်ခြားနာကြွယ်ဝမှုကိုကြည့်ပြီးတော့နေကာလုပ်ပြရတယ်ဒီကနေ့ကျွန်တော်တို့တွေ့နေတဲ့အားလုံး၅ပါးမောင်းနေအိမ်တော်ကြီးတွေသူတို့ကအဲ့ဒါဝတ်တမန်တော်ကဟာဒီသ်ဆောင်မှာဆယီဒ်မူဆယပ်ဒီမှာနေကာလုပ်ပြတဲ့သူသမီးလေပြီးတော့သူကိုယ်တိုင်လာပို့တာတို့ထားရဲ့အခန်းကိုသူသမီးကိုသူကိုယ်တိုင်ခေါ်လာပြီးလာနေ့လေကနေကာလုပ်ပြီးတော့ပြီးအခုသမီးကိုပို့ပေးရမယ်တာဝန်ရှိတဲ့တခြားလူတွေနဲ့ငါမပို့ခိုင်းဘူးငါကိုယ်တိုင်လာပို့တယ်တင်းရဲ့အခန်း
ပြီးတော့တမီးဖြစ်တဲ့လူကအဲ့ဒီမှာထားပြီးတော့စိတ်တူဆက်ရက်သွားလိုက်အဲ့ဒီနေ့ညသူတို့အဲ့ဒီခန်းထဲမှာစိတ်တူဆက်ရက်ရဲ့တမီးနဲ့ဒီကျောင်းသားလူငယ်လေးနောက်တနေ့မနှက်ကြတော့ဒီကျောင်းသားလူငယ်လေးကထုံးစံတဲ့စိတ်တူဆက်ရက်ပြဒရစကာကိုစာတင်ကြားပြီးတဲ့ထိုင်ဝိုင်းနေရာကိုသွားဖို့တော့ပြင်ဆင်တဲ့အချိန်မှာဇနီးဖြစ်တဲ့လူကဘာပြောတယ်လဲဆိုတော့ဘယ်သွားဖို့လဲထုံးစံတိုင်းဆရာဖြစ်တဲ့လူရဲ့ထိုင်ဝိုင်းကိုသွားမယ်အဲ့ဒီမှာသာသနာပညာသင်ယူစီးဖို့မယ်ဆိုတော့တမီးဖြစ်တဲ့လူကဘာပြောလဲဆိုတော့ဘယ်ဆရာဆအီဒ်ဘင်မုဆယပ်ပေါ့အဲ့ဒီအချိန်မှာဒီမျိုးသမီးဖြစ်တဲ့လူကဘာပြောလဲဆိုတော့ဆအီဒ်ဘင်မုဆယပ်ရဲ့ပညာကိုသင်ယူစီးဖို့ပေါ့အဲ့ဒါဆိုရင်သူ့ရဲ့ထိုင်ဝိုင်းကိုသွားကြမလို့လာဒီမှာထိုင်ဘာကြောင့်လဲဆအီဒ်ဘင်မုဆယပ်ရဲ့ပညာတွေအားလုံးဆအီဒ်ဘင်မုဆယပ်ကတမီးဖြစ်တဲ့ဂျမာကိုပေးထားပြီဂျမာသင်ပေးလို့ရဆအီဒ်မုဆယပ်ရဲ့ထိုင်ဝိုင်းကိုသွားကြပညာရေးချင်းလည်းအဲ့ဒါဆိုတော့ဟိုခေတ်တုန်းကအမျိုးသမီးတွေရဲ့ပညာရေးချင်းနဲ့ပတ်သက်ပြီးကျွန်တော်သင်ပြလူချင်းမင်းတို့အမီးတို့သိအောင်ဟိုခေတ်တုန်းကအမျိုးသမီးတွေပညာရေးချင်းမှာမလိုက်ကြခဲ့ဒီကနေ့ခေတ်ကအမျိုးသမီးတွေနဲ့မတူအဲ့ဒါကြောင့်ကျွန်တော်တို့တွေမာရှာလာဒီလိုမျိုးအမျိုးသမီးတွေရဲ့ပညာရေးအတွက်ဖစ်ကစ်ထားတဲ့ကျောင်းတွေတော့ပေါ်လာပြီမှန်ဒီကျောင်းတွေရဲ့ပညာရေးတွေတိုးတက်လာဖို့ထုံးကားလာဖို့တကယ်စနစ်ကျပြီးတော့ခိုင်မာလာဖို့ကျွန်တော်တို့တစ်ခါဖစ်ကစ်ထားရကျွန်တော်ဒီမှာနောက်တစ်ခုကပါလဲဆိုအမျိုးသားကျောင်းပဲဖြစ်ဖြစ်အမျိုးသမီးကျောင်းပဲဖြစ်ဖြစ်ဒီကျောင်းတွေကိုတီထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကပေါ့ဒါကိုကျွန်တော်တို့တဘောပေါက်ဒီကျောင်းတွေကိုတီထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကပေါ့ကျွန်တော်တို့အီမမ်ဂဇာလီလိုအီမမ်ရာဇီလိုအလပညာရေးချင်းတူမတူအောင်ထူးချွန်တဲ့အာလင်တွေအာလီမာကြီးတွေမွေးထုတ်ပေးဖို့တွက်လာဟာအကယ်၍အဲ့လိုအာလင်တွေထွက်တယ်ဆိုရင်အလ်ဟမ်ဒူလ illah ကောင်းတော့ဒါပေမဲ့ Hazrat Maulana Mufti Shafi Sahib نور الله مرقده مفتي الشفيع عثماني مفتي التقي فاكر ဘာမှရှိတော်မူတယ်လဲဆိုတော့ဒီကျောင်းတွေကိုတီထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကဟာလားဒီကနေ့ခေတ်ရဲ့ဂဇာလီတွေဒီကနေ့ခေတ်ရဲ့ရာဇီတွေမွေးထုတ်ဖို့တော့အဓိကမဟုတ်ဒီကနေ့ခေတ်ရဲ့ပညာရေးချင်းမှာတူမတူအောင်ထူးချွန်တဲ့ဉာဏ်ရည်ထမြတ်တဲ့သာသနာပညာရှင်တွေဟာလားတခြားနေရာတွေအများကြီးရှိတယ်မွေးထုတ်ပေးနေကြတယ်အလ်အဇဟ်တို့ဘာတို့ညာတို့အများကြီးရှိဒါပေမဲ့ကျွန်တော်တို့ဒီယိုဘန်ဒီကျောင်းတွေတီထောင်ရခြင်းရဲ့အဓိကရည်ဒါလုံးဒီယိုဘန်ကနေစပြီးတော့ဘယ်နေရာမှာရှိတဲ့ဘယ်ကျောင်းပဲဖြစ်ဖြစ်ဒီယိုဘန်ဒီမစလတ်နဲ့ဆက်နွယ်ရဆိုရင်အဲ့ဒီကျောင်းကိုတီထောင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကပါလေအလ္လာဟ်ဝါလာပိုင်ဒါကရနာဒါကိုကျွန်တော်တို့ဘောဟိုလိုတော့ဒီကနေ့ခေတ်ရဲ့ဂဇာလီတွေဇာလီတွေသာသနာပညာမှာထုံးတောက်တဲ့ကျယ်ပွင့်ကြီးတွေသာသနာပညာထပ်တဲ့လူတွေတရားဟောကောင်းတဲ့လူတွေဟာဒီစ်တွေကိုတခါလဲတိန်းနဲ့ချီပြီးတော့အလွတ်ကျက်ထားတယ်လို့မာရှာအလ္လာဟ်ကဘာမှအများကြီးရှိတယ်အလ္လာဟ်ဇာကထွက်တယ်ဆော်ဒီကမဒီနာယူနီဗာစီတီကထွက်တယ်မာရှာကောင်းတယ်အဲ့လိုလူတွေလည်းရှိရမယ်ဒါပေမဲ့ဒီယိုဘန်ဒီမစလတ်နဲ့ဆန်နွယ်တဲ့ကျောင်းတွေကိုတီထောင်ထားရခြင်းအဲ့ဒီမှာဆရာတွေရှိတယ်တပည့်တွေရှိတယ်နေညကောလ်အလ္လာဟူကောလ်ရဆူလ်အလာဆာဦးတွေလည်းတင်နေတယ်အလာဖီကာဆာဦးတွေလည်းတင်နေတယ်ဆိုတော့ဒီရန်တရားကြီးရဲ့ရည်ရွယ်ချက်ကပါလဲဒါကိုကျွန်တော်တို့တဘောပေါက်အောင်မယ်ဒီရန်တရားကြီးရဲ့ရည်ရွယ်ချက်ကပါလဲအလ္လာဟ်ဝါလာတွေမွေးထုတ်ခြင်းအလ္လာဟ်ဝါလာတွေမွေးထုတ်ခြင်းနောက်ဆုံးမောလာနာမုဖတီရှဖီဆပ်ဘလော့တီပေါ်တယ်လဲဆိုတော့ဒီဒါရုံကရာချီကနေပြီးတော့ကိုရန်ဂီကရာချီမှာကိုရန်ဂီရှိတယ်မုဖတီတကီဥစမာနီလက်ရှိကျောင်းဖန်အဲ့ဒီမှာမုဖတီရှဖီယတာဆိုတော့ဒီကျောင်းကနေအလ္လာဟ်ဝါလာတွေမထွက်တော့တဲ့တနေ့ဟာဒီကျောင်းကိုတော့ခတ်ပြီးတော့ပိတ်လိုက်မယ်နေဒီကနေ့ခေတ်ရဲ့ဂဇာလီတွေဇာတိတွေငါတို့မလိုအပ်ဘူးလေငါတို့လိုအပ်တာပါလေအလ္လာဟ်ဝါလာသာသနာပညာတော်ရုံတောင်းမရှိတယ်ရအမလို့ဘူးတော့ဘလောက်လိုအပ်တယ်အဲ့ဒါလို့ရှိတယ်ဆိုရဒါပေမဲ့ဘာလို့ရှိရမလဲတကွာရှိရမယ်အစ်တိဘာအီဆွန်နတ်ရှိရမယ်တကွာရှိရမယ်အလ္လာဟ်ကိုချစ်တော်ယူတည်မှုရှိရမယ်ဆွန်နတ်တော်ကိုလေးစားလိုက်နာမှုရှရီအတ်ကိုဦးစားပေးတဲ့လူဥထိပ်ပန်ဆင်တဲ့လူဖြစ်ရမယ်အလ္လာဟ်ဝါလာဖြစ်ရဒီကထောက်တယ်ဘယ်နေ့ဒီကျောင်းတွေကဒီကျောင်းကနေအလ္လာဟ်ဝါလာမထွက်တော့ဘူးအဲ့ဒီနေ့ဟာသူကိုယ်တိုင်ကျောင်းပဲသူကိုယ်တိုင်တည်ထောင်ထားတာအဲ့ဒီကျောင်းသူပြောတယ်အဲ့ဒီနေ့ကဒီကျောင်းကတော့ခလိုက်မယ်နေသူရဲ့တာမောလနာရာဖီဥစမာနီဆရာကြီးလည်းဆုံးတော့နဝရလာမရကတ်မုဖတီတကီရဲ့အခုဆရာကြီးကဘာပြောတယ်လဲဆိုတော့ဒီကနေ့ခေတ်ကျွန်တော်တို့ရဲ့ကျောင်းတွေကမောလာနာတွေတော့အများကြီးထွက်နေတယ်ဒါပေမဲ့မောလဝီတွေမထွက်တော့ဘူးမောလာနာနဲ့မောလဝီနဲ့ဘာကောကျွန်တော်တို့ရဲ့ကျောင်းတွေကနေဒီကနေ့ခေတ်မောလာနာတွေတော့မောလာနာရဲ့တဲ့ပဲဗာလဲဟမာရာအာတာငါတို့ရဲ့ခေါင်းဆောင်ကြီးမောလာနာအကြီးကဲကြီးကို
မောလဝီဆိုတာပါလေမောလာပါယာရဲ့ nisbat ကိုထည့်ထားတာမောလာကဘူးလေအလ္လာဟ်မောလဝီဆိုတော့အလ္လာဟ်ဝါလာဒီကနေ့ကျွန်တော်တို့ရဲ့ကျောင်းတွေကနေမောလာနာတွေဟာလာဒေါက်တာတွေဒေါက်တူတွေဟိုဟာတွေဒီဟာတွေတော့အများကြီးထွက်နေတယ်မထွက်တော့ဘူးဆိုဘာမထွက်တော့မောလဝီအလ္လာဟ်ဝါလာမထွက်တော့မောလဝီရဲ့တဲ့ပဲအလ္လာဟ်ဝါလာဒီလိုစင်များဖြစ်တာဘွဲတွေထဲမှာအထူးခြားဆုံးဘွဲမောလဝီအတိတ်ပဲပါလေအလ္လာဟ်ဝါလာဒါမူဖတီရဖီပြောကျွန်တော်တို့ကိုသတိပေးတယ်တေလို့လမ်းကြောင်းလွှဲနေဒီယုံဘန်ဒီမစက်နဲ့ဆွနေတဲ့ကျောင်းတွေရဲ့အဓိကဟဒဖ်ကပန်းတိုင်းကပါလေအလ္လာဟ်ဝါလာတွေမွေးထုတ်ချင်တယ်ဆိုတော့ကျွန်တော်တို့တစ်ခုစဉ်းစားရမှာကပါလေအလ္လာဟ်ဝါလာတွေထွက်တာဘာကြောင့်နေသွားတယ်ဒီကနေ့ကကျွန်တော်တို့ရဲ့ကျောင်းတွေကနေဒါကိုကျွန်တော်တို့စဉ်းစားရမှာဒီကျွန်တော်တို့ဘာကြောင့်နေသွားလဲဆိုတော့ကျွန်တော်တို့အဓိကကျွန်တော်တို့ဆရာတွေကျောင်းရဲ့ဟောလာကော်မတီဝင်တွေပဲဖြစ်ဖြစ်ပါတွေပဲဖြစ်ဖြစ်အုပ်ချုပ်ရေးဘိုင်းကလူတွေပြီးရင်ကျောင်းသားတွေကျောင်းမှာရှရီအတ်ဂါလစ်ဖြစ်တယ်လားဒီကျောင်းမှာဒင်ဂါလစ်ဖြစ်တယ်ဒီကျောင်းရဲ့လေပတ်မှုစနစ်ဒီကျောင်းမှာရှိတဲ့လူတယောက်ချင်းစီရဲ့အခလာကိုကျင့်စရိတ်အာမလ်ရှရီအတ်နဲ့ကန့်ညီတယ်လားကျွန်တော်တို့ကြည့်ရမယ်အကယ်အလ္လာဟ်ဝါလာတွေမွေးထုတ်တာကိုတော့တီဆောက်ထားတဲ့တီထောင်ထားတဲ့ကျောင်းတစ်ကျောင်းမှာအလ္လာဟ်ကိုကြောက်တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒီကျောင်းကိုတီထောင်ပြီးတော့ဘယ်လိုအလ္လာဟ်ဝါလာထောက်မယ်အဲ့ဒီမှာကျောင်းသားဘဝတွေကကျွန်တော်တို့ကခြေတလန်းချင်းဒီတိုင်းမှာသတိထားဒီကလေးတွေကိုကျွန်တော်တို့မှားယွင်းတဲ့တရဘီယတ်ပေးမိနေသလားဒီလောက်ကတော့ဘာမဟုတ်ပါဘူးကွာမကရူပဲဒါကတော့မုစတဟဘ်ပဲဒီတစ်ခုလောက်မလုပ်တော့ဘာမှမဖြစ်ပါဘူးဒါမလုပ်လို့ရတော့ပဲကမုစတဟဘ်ပဲဆွန်နတ်ဂိုင်းမွတ်ကဒါပဲဆိုရင်အဲ့ဒီကနေစပြီးတော့မှားနေပြီဆိုတော့အဲ့ဒီကနေစပြီးတော့မှားနေပြီကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကပါလေအလ္လာဟ်ဝါလာတွေမွေးထုတ်ခြင်းအလ္လာဟ်ကိုနှစ်ကချစ်မြတ်နိုးပြီးတော့အလ္လာဟ်ကိုကြောက်ပြီးတော့ယိုတည်ပြီးတော့ဒီနပေါ်မှာအပြေအဝကျင့်သုံးတဲ့လူတွေမွေးထုတ်ခြင်းကဒီကျောင်းတွေဟာဒဖ်ဖြစ်အဲ့တော့ကြောင့်ကျွန်တော်တို့ကျောင်းတစ်ကျောင်းချင်းစီတိုင်းမှာကျွန်တော်တို့သတိထားနေရမှာကပါလေငါတို့ရဲ့ဒီကျောင်းရဲ့လေပတ်မှုရဲ့အစိတ်ပိုင်းတွေထဲကဘယ်အစိတ်ပိုင်းမှာရှရီယတ်မူတဟရာနဲ့စန့်ကျင်တဲ့ကိစ္စရပ်တွေရောနှောနေပြီလဲဆိုတော့ကျွန်တော်တို့စဉ်းစားဘယ်အချက်ကရှရီယတ်နဲ့စန့်ကျင်နေတယ်ငါတို့ရဲ့ကျောင်းထဲမှာရှရီယတ်နဲ့စန့်ကျင်တဲ့အချက်တွေဘာတွေရှိနေတယ်ဒီနေ့တောင်းဆိုချက်တွေနဲ့လွှဲနေတာတွေဘာတွေရှိနေတယ်ကျွန်တော်တို့စဉ်းစားဒီကနေ့ခေတ်ကျွန်တော်တို့ဝမ်းနေစရာတည်င်းနေကျွန်တော်တို့ကြားသိရသာသနာစာသင်ကျောင်းတွေမှာကျောင်းသားတွေရဲ့ကြားထဲမှာကြားလို့မကောင်းတဲ့အဲ့လိုအကျင့်ပြတ်မှုတွေနဲ့ပတ်သက်တဲ့တည်င်းတွေအလ္လာဟ်တာလာကျောင်းတိုင်းကိုထိမ့်သိမ့်တော်မူပါစေဒီလိုတည်င်းစိုးတွေကဆိုတော့ကျွန်တော်တို့သတိထားနေရမှာခြေတလန်းချင်းစီတိုင်းမှာပါလေကျောင်းသားတွေလည်းပါငါဘဝရဲ့ရည်မှန်းချက်ကပါလေငါဘဝရဲ့ရည်မှန်းချက်ကတရားဟောခြင်းမဟုတ်ဘူးတပလိလုံးမယ်ဟိုဟာလုံးမယ်ဒီဟာလုံးမယ်ခါနကဖွင့်ပြီးတော့ပီဆက်ပြီးလုံးမယ်မဟုတ်ဘူးကျောင်းသားတယောက်ချင်းစီတိုင်းအာလင်တဘာချင်းစီတိုင်းရဲ့ဘဝရဲ့ရည်ရွယ်ချက်ကဘာဖြစ်အောင်ငါဟာအလ္လာဟ်ဝါလာဖြစ်အောင်ဒါဒီတစ်ခုကျွန်တော်တို့မျက်ခြေမပြတ်စောင့်ကြည့်နေရမှာငါအလ္လာဟ်ဝါလာဖြစ်အောင်အလ္လာဟ်ဝါလာဖြစ်ဖို့တော့သာသနာပညာလိုအပ်တယ်အဲ့ဒါကြောင့်ဒီမှာသာသနာပညာတင်စီဖို့တော့ငါရောက်နေလို့ဆိုရင်ဟိုမှာအီမမ်ဂဇာလီတက်ခဲ့တဲ့ကျောင်းရှိတယ်ဘဂ္ဂဒတ်မှာနီဇာမုဒ်ဒင်းဆိုတဲ့အဲ့ဒီဘဂ္ဂဒတ်ကိုအုပ်ချုပ်တဲ့ဟာကင်သူထောင်လာတာဒီကျောင်းမှာသူတယောက်တည်းရဲ့ကျန်တာနဲ့လေပတ်သူတယောက်တည်းတာဝန်ယူရဒီနီဇာမုဒ်ဒင်းဆိုတဲ့ဒီဂဗာရနာဒီဟာကင်ကတခေါက်သူကျန်တာနဲ့လေသူတယောက်တည်းပဲတောင်းခံတာဒီကျောင်းကိုသူခက်ကင်လို့တော့လားစစ်စစ်ကြီးတောင်းလာတွေကိုတစ်ချက်ဝင်ပြီးတော့ဆက်မယ်သူ့တော့ဘယ်လိုမှမသိဘူးဒီမျိုးရဲ့ဟာကင်မှာဒီကျောင်းရဲ့ဖောင်ဒါမှဘယ်လိုမှမသိသူလာတဲ့ကျောင်းလေးကိုဝင်လာပြီးတော့ကြည့်တယ်ကျောင်းသားတယောက်ကိုတွေ့ဒီကျောင်းသားကဘာလုပ်နေသလဲဆိုတော့ကောင်းဖီးမှန်ရှင်းမှရက်ကောင်းဖီးအဲ့ဒါနဲ့သူ့မေးတယ်ဗီတာဒီကျောင်းရဲ့ကျောင်းသားလားဟုတ်တယ်ကျွန်တော်ဒီကျောင်းရဲ့ကျောင်းသားဘယ်နဲ့တန်းမြောက်မှာဖတ်နေတယ်ဆိုတော့ကျွန်တော်ဘယ်နဲ့တန်းရောက်ဗီတာဒီမှာလာပြီးတော့သာသနာပညာသင်ယူစီးပူးနေတာပါတော့ဆိုတော့ဟိုကအဖေပေးတယ်ကျွန်တော်အဖေကဒီမျိုးရဲ့တရားသူကြီးဖြစ်တယ်လေကျွန်တော်အဖေရဲ့အရစက်ခံမှုတော့ကျွန်တော်မလုပ်တာလေဒီမှာလာပြီးတော့သာသနာပညာသင်ယူစီးပူးနေတာအရှိကိုဆက်သွားတယ်နောက်တယောက်တွေ့တော့မေးတယ်ဗီတာဒီမှာလာပြီးသာသနာပညာသင်ယူစီးပူးနေတာပါတော့လေကျွန်တော်အဖေကဟောလာဘယ်ကျောင်းရဲ့ကျောင်းဦးဖြစ်တယ်သူရစက်ခံမှုတော့ကျွန်တော်နောက်တယောက်တော့မေးတယ်ကျွန်တော်အဖေကဘယ်ပဏိရဲ့အီမမ်ဖြစ်တယ်သူမရှိတော့ကျွန်တော်အဲ့ဒီမှာအီမမ်လို့နောက်ထပ်တော့မေးတယ်ဟိုမှာလူတွေသာသနာပညာရှင်တွေအနားမှာဝိုင်းနေတဲ့မဆာလာမေးနေတဲ့လူတွေကိုကောင်းအာယုံဖန်ကားနေတဲ့သာသနာပညာရှင်ဖြစ်သွားတဲ့အခါကျရင်ဟောလာကောမလေးချောလာတွေရမနေကလို့ဘူးတော့ဒါလိုမျိုးတယောက်ပြီးတော့သူမေးသွားတယ်သူဘာလို့လဲစိုးဖက်လိုက်တယ်မနှက်ဖျားနေစပြီးတော့ဒီကျောင်းကငါပိတ်ပြီ
ဘာမှမထူးဘူးလေကုန်ကြတဲ့ဒီလောက်အများကြီးရှိတယ်တကြောင်မှအလ္လာဟ်တော့စာဖတ်လို့မရှိဘူးဒီမှာမနက်ဖြန်စားပြီးငါဒီကြောင်ပိတ်ပြီအဲ့ဒီချိန်မှာသူ့ရဲ့မျက်လုံးကထောက်တော့ကကြောင်းသားတယောက်စီကိုရောက်ဘေချာရာရှိမစောက်ဖွင့်လာတယ်မတော်လာလုံးအဲ့ဒါဘူးလေတစ်ချိန်မှာအီမမ်ဂဇာလီဆိုပြီးတော့ဖြစ်လာမဲ့ကြောင်းသားလေးတယောက်သူ့နာမည်မုဟမ္မဒ်လေးကြီးကိုလာပြီးတော့ဘေတာစကားလေးနည်းနည်းတော့ပြောလို့ရအောင်ဆိုတော့ဒီကြောင်းသားလေးကအဖေပေးတယ်ဒီအချိန်ကကျွန်တော်မတော်လာလို့တဲ့အချိန်ဖြစ်တယ်ဘယ်လိုနဲ့မှစကားပြောဖို့တော့ကျွန်တော်အချိန်မပေးနိုင်အောင်ကျွန်တော်မာဖလို့မဟုတ်တခုံးမယ်မေးခွန်းလေးတစ်ခုမေးမယ်အဲ့ဒါကိုဖြေပေးရပြီအဲ့ဒါနဲ့ဒီကြောင်းသားလေးမုဟမ္မဒ်ကြီးကကဲပြောပါမေးမှလည်းမေးပါဆိုနေဇာမုဒ်ဒင်ဒီဟာကင်ကပါမေးတယ်ဆိုဒီမှာသာသနာပညာတင်ယူစီးပွန်းနေတာဘာအတွက်လဲဆိုတော့မုဟမ္မဒ်ဂဇာလီလေးကဘာဖြေပေးတယ်အဲ့ဒါကိုသိချင်တာလားကျွန်တော်သိထားတာကကျွန်တော်ကိုဖန်ဆင်းထားတဲ့အရှိတခင်တစ်ပါးရှိကျွန်တော်ကိုငယ်ရာကနေကြီးလာအောင်ကျွန်တော်ရဲ့လိုအပ်ချက်တွေကိုအစအရာရာအဲ့ဒီရှင်ကပဲဖြည့်ဆည်းပြီးတော့ကျွန်တော်ကိုမွေးမြူကြီးပေးစေတော်မူခဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ကျွန်တော်ကိုဖန်ဆင်းတဲ့ရှင်ကျွန်တော်ကိုမွေးမြူဆောက်ရှောက်တော်မူတော်ရှင်အဲ့တော့ကျွန်တော်ပေါ်မှာတာဝန်ရှိတယ်ကျွန်တော်ပေါ်မှာအရေးကြီးတယ်အဲ့ဒီအရှင်တခင်ကနှစ်သက်တဲ့လောက်ရက်တွေကိုကျွန်တော်ဟာလှုပ်ဆောင်ရမယ်အဲ့ဒီအရှင်တခင်ကယွန်ရှာတဲ့လောက်ရက်တွေကနေကျွန်တော်ရှောင်တင်ရမယ်ကျွန်တော်သာသနာပညာတင်ကိုစီးပူးခြင်းရဲ့ရည်ရွယ်ချက်ကဒါပဲဘယ်အလုပ်တွေကိုအဲ့ဒီအရှင်တခင်ကနှစ်သက်တယ်လဲဆိုတော့ကိုကျွန်တော်သိချင်တယ်ဘယ်အလုပ်တွေကိုအဲ့ဒီအရှင်တခင်ကယွန်ရှာမုန်းတူးတယ်လဲဆိုတော့ကိုကျွန်တော်သိဖို့တော့အရေးကြီးတယ်အဲ့ဒီရည်ရွယ်ချက်တော့ကျွန်တော်ဟာသာသနာပညာတင်ကိုစီးပူးဖို့တော့ဒီနေရာကိုရောက်နေတာဖြစ်ဟာနေဇာမုဒ်ဒင်ဟာကင်ဝတ်ချက်ချအဲ့ဒီချိန်မှာပါပြောလဲဆိုတော့တင်တယောက်တော့ဒီကျောင်းကအပိတ်မခံရအကယ်တင်တယောက်တော့မရှိဘူးဆိုရင်မနက်ဖြန်ကနေစပြီးဒီကျောင်းကပိတ်ဆိုတော့ကျောင်းနေမို့လို့ပေါ်တယ်ဒီခင်ဒါပေမဲ့အလ္လာဟ်ဝါလာဒီဘာကြောင့်မထွက်တာဒါကိုကျွန်တော်တို့စဉ်းစားဒီကုဒူရီဒီဟီဒါယာဒီမရှ်ကာတ်ဒီဘူခါရီဒီမွတ်စလင်ဒီတီရမီဇီဖတ်ပြီးတော့ပဲအရင်ခေတ်တွေတုန်းကအလ္လာဟ်ဝါလာဒီဒုနဲ့ဒေအွမ်မတ်တော့ပေါ်ထုံးခဲ့တယ်ပေါ်ပေါက်ခဲ့တယ်ဒါပေမဲ့ဒီကနေ့ခေတ်မှာအဲ့ဒီစာအုပ်တွေကိုပဲကျွန်တော်တို့သင်နေတာဘာကြောင့်အဲ့ဒီစာအုပ်တွေကိုဖတ်ပြီးတော့ဒီကလေးတွေကအလ္လာဟ်ဝါလာမဖြစ်လာဘူးကျွန်တော်တို့စဉ်းစားကြရအများကြီးရှိတယ်တောင်းနေနဲ့ပတ်သက်အလ်ဟမ်ဒူလ illah အလ္လာဟ်တာလာရဲ့ကျေးဇူးတော်နဲ့အဲ့ဒါဒီနေရာမှာဒါကအစကနဦးပထမဦးဆုံးခြေလှမ်းပဲလေကြောင်းတော်ဖြစ်လာတယ်ဒါအလ္လာဟ်ကိုဘလောက်ကျေးဇူးတင်ရမယ်ဒီနေရာတော့ဒါဘာရကတ်ပေါင်းမြောက်များစွာအကြောင်းကံဖြစ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီကြောင်းတစ်ကြောင်းနဲ့မဟုတ်ဘယ်ကြောင်းပဲကြောင်းတိုင်းမှာတာဝန်ရှိတာကပါလေဟာလာဒီမှာပညာရေးစနစ်ဒီမှာဟာလာပြုပြင်ထိန်းကျောင်းရေးစနစ်စီကံတွေဘာတွေညာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့စဉ်းစားရမယ်ပြီးတော့လေပန်းမှုစနစ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းတည်းနဲ့ပတ်သက်ပြီးကျွန်တော်တို့စဉ်းစားရမယ်ဘယ်ကိစ္စတွေဟာရှရီယတ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်အလ္လာဟ်ရဲ့ရီဇာမန်ဒီနဲ့ဆန့်ကျင်ဘက်ဖြစ်နေဆိုတော့ကျွန်တော်တို့ဟာလာဆန်းစစ်ရမယ်လေ့လာရမယ်ကျွန်တော်တို့တတ်သားတဲ့ရည်မှန်းချက်ပန်းနိုင်ကိုကျွန်တော်တို့ကွက်ကွင်းအရှိမထားအဲ့ဒါကပါလေဒီကြောင်းကနေအလ္လာဟ်ဝါလာအလ္လာဟ်ဝါလီအလ္လာဟ်ရဲ့အချစ်တော်အမျိုးသားအလ္လာဟ်ရဲ့အချစ်တော်အမျိုးသမီးတွေဒီကြောင်းကနေထောက်ရမယ်အလ္လာဟ်တာလာကျွန်တော်တို့တွေကိုဒီယမန်ချက်ကိုမျက်ခြေမပြတ်ရှေ့ရှုပြီးတော့သာသနာပညာကိုအလုပ်ကြည့်နိုင်တဲ့တောဖီချင်းမြင်ပေးတဲ့နာတော်မူပါစေဝါအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘ်အလ်အာလမင်